မိတ်ဆွေဒီကနေ့မှာကျွန်တော်အနေငယ်အချုပ်လေးနဲ့ခွာပေးတော်လို့တဲ့အရာကပါလဲဆိုလို့ရှိရင်ကျွန်တော်ရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့မှအနေငယ်ညဝေပြီးတော့ခွာပေးခြင်းပါတယ်ရွေးချယ်မှုဆိုတဲ့အခါမှာမိတ်ဆွေလောကအရာထဲမှာရွေးချယ်စရာများစွာရှိပါဒီလောကထဲမှာကျွန်တော်ရွေးချယ်စရာများစွာရှိပါတယ်ဒါပေမဲ့မိတ်ဆွေဒီရွေးချယ်မှုကမှန်ကန်ဖို့အင်မတန်မှအရေးကြီးပါတယ်ကျန်းစာထဲမှာရွေးချယ်မှုမှန်တော်သူတွေများစွာတော့ကျွန်တော်မြင်တွေ့ရတယ်အဲ့ဒီမှာကျွန်တော်တိတ်ကြိုက်တဲ့ပုဂ္ဂိုလ်2ယောက်ရှိအဲ့2ယောက်ထဲမှာတယောက်အကြောင်းကိုအနေငယ်အချုပ်လေးနဲ့ပြောချင်တယ်တယောက်ကယောဘဖြစ်ပါတယ်ယောဘကလောကစီစီတွေများစွာရှိတယ်တော့ပေမဲ့လောကအရာတွေအကုန်လုံးဆုံးရှုံးလိုက်တဲ့အခါမှာသူ့ရဲ့အနီးကပ်မှရှိနေတဲ့သူ့ရဲ့မိမတော်မှာသူ့ရဲ့ဖယားကိုပြစ်ပေးဖို့သူ့ကိုပြောခဲ့ပါတယ်တော့ပေမဲ့ဖယားကိုပြစ်မပေးခဲ့ပါဘူးဖယားကိုအမြဲတမ်းရွေးချယ်ပြီးတော့မှဒီအရာတွေအားလုံးဒီဖယားကသာပေးတာဖြစ်တဲ့အတွက်အချင်းတန်လို့ရှိရင်သူ့ပစ္စည်းသူပြန်ယူသွားလို့ရတာပဲဒါကြောင့်ဒီအရာတွေအားလုံးကဆုံးရှုံးခြင်းကတနေ့ဒီတဲ့အာရွေးကောင်းတဲ့အရာကသူဖယားကိုယ်တိုင်ကပြင်ဆင်ပေးမယ်ဆိုတဲ့အရာလေးကိုသူဆွဲကပ်ပြီးတော့မှဖယားကိုဘယ်တော့မှမပြတ်မှာပဲအမြဲတမ်းရွေးချယ်တော်သူဖြစ်တယ်ဖယားကိုအမြဲတမ်းရွေးချယ်လာတဲ့အခါမှာဘာဖြစ်လဲဆိုရင်အစိုးမှာဖယားကယောဘကိုတာ၍နှစ်ဆတော်ကောင်းချီကိုယောဘကိုပေးလိုက်တာဖြစ်ပါတယ်မိတ်ဆွေအားပေးခြင်းလောကအရာထဲမှာတော့ရွေးချယ်စရာများစွာရှိမယ်ဟုတ်လားဆိုတော့ဒီဘာပဲဖြစ်ဖြစ်ဒီလောကအရာထဲမှာဒီရွေးချယ်စရာများစွာရှိပေမဲ့အားပေးခြင်းတဲ့အရာကနံပါတ်1ဖယားကိုရွေးချယ်တော်သူဖြစ်ဖို့အားပေးခြင်းတာဖြစ်ပါတယ်ဒုတိယမြောက်ကကြတော့ဘယ်သူလဲဆိုရင်ဒန်ယေလဖြစ်ပါတယ်ဒန်ယေလကဆုတောင်းအားကြီးတော်သူဖြစ်တယ်မိတ်ဆွေတရက်ကို3ကြိမ်တိဖယားကိုဆုတောင်းတယ်လို့ပြောတယ်ဆိုတော့ဒီတလောက်ဆုတောင်းတဲ့ဒီဒန်ယေလကိုတနေ့မှာဘာဖြစ်လဲဒီဘုခနေစာကပတ်နေပြီးတော့မှသူ့ရဲ့ဒါဖယားကိုကွယ်လို့မရဘူးပေါ့အချုပ်လေးနဲ့ပြောမယ်ဆိုရင်သူတရင်လာကတရက်ကို3ကြိမ်တိဖယားကအမြဲတမ်းဆုတောင်းတဲ့ခါမှာသူ့ရဲ့တပည့်တော်ဒီကသူ့တရင်လာကိုတန်လိုက်တယ်တန်လိုက်တဲ့ခါမှာတရင်လာတို့ကိုဖိုက်ချုပ်လိုက်တယ်အချုပ်အဖြစ်ပြောမယ်ဖိုက်ချုပ်ပြီးတော့မှတော့ဘာဖြစ်ဒီသူတို့မှအဲ့ဒီပရင်ပေးတဲ့အတန်ပရင်အမိတ်ချတဲ့အတန်ပဲကိုလိုက်နာရမယ်သူတို့ကနေ့တိုင်းစပီးရေကိုတောင်းဆောင်ရမယ်ပေါ့လေဒါပေမဲ့ဒန်ယေလကအဲ့ဒီစပီးရေတောင်းဆောင်ဖို့သူလုံးဝညှင်းပလိုက်တယ်မရွေးချယ်ခဲ့ဘူးဘာလို့ရွေးချယ်ခဲ့လဲဆိုရင်အတီးအရွက်နဲ့ရေကိုပဲသူရွေးချယ်ခဲ့တယ်အတိပ္ပေကဒီအရာတွေကဖျားမကြိုက်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဖျားသားဖြစ်တဲ့အတွက်ကြောင့်ဖျားကြိုက်တဲ့အရာကိုပဲရွေးချယ်မယ်ဆိုတဲ့သဘောရေနဲ့ဟင်းသီးရွက်ကိုရွေးချယ်လိုက်တဲ့အခါမှာ10ရက်ပတ်လုံးအဲ့ဒီဟင်းသီးရွက်နဲ့ရေနဲ့ကိုစားသုံးပြီးတော့မှစပီးရဲ့တောက်တဲ့လူတွေထက်အသားမွေလည်းကောင်းတယ်ရုပ်လည်းချောတယ်ပြီးအဆဆရဲ့သူတို့ကြားလဲကြားမာတယ်လို့ကျမ်းစာထဲမှာကျွန်တော်မြင်တွေ့ရတယ်မိတ်ဆွေအားပေးခြင်းနဲ့နေ့စဉ်ကျွန်တော်တက်တာထဲမှာလောကအရာတွေကိုမရွေးချယ်ပဲဖခင်ကိုနံပါတ်1အမြဲတမ်းရွေးချယ်တော်သူဖြစ်လာမယ်ဆိုရင်သိကြတယ်ဒီနေ့ဖခင်ကအမြဲတမ်းချီးမြှောက်မှာဖြစ်ပါတယ်ဖခင်ကအမီးမှမထားဘဲနဲ့ဥကောင်းမှအမြဲတမ်းထားခြင်းနဲ့ဖခင်ဖြစ်တဲ့တွေ့ကြောင်းနေ့စဉ်ဖခင်ကိုရွေးချယ်ဖို့အင်မတန်မှအရေးကြီးကြောင်းကိုဒီကနေ့အနေချုပ်လေးနဲ့နေငယ်မျှဝေခွာပေးတော့ခြင်းဖြစ်ပါတယ်အားလုံးဒီဖခင်ကိုရွေးချယ်တော်သူမှန်ကန်သောရွေးချယ်မှုရှိသောအတ္တဖြစ်ဖို့နှုတ်ကပတ်တော်အဖြစ်နေငယ်မျှဝေခွာပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရောက်ခြင်းစီတာဖခင်ခင်ကောင်းချီးပေးပါစေ